ပါတယ်ကျွန်တော်ကိုမြစ်တာနဲ့ဂရုဏာထားတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ကိုချစ်တဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရှေ့မှာကျွန်တော်မတ်တရပါရှေ့ကိုထည့်လိုက်ရအောင်ကျွန်တော်တို့ဒီပေလေး30မှာတခင်ယေရှုခရစ်တော်လက်ဝါးကကားတိုင်းမှာခံခဲ့တော့တန်ချက်တော်အပြင်ကျွန်တော်ရဲ့အနာရောဂါကိုငြိမ်းစေပြီးဆိုတဲ့အတိုင်းကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်ခံယူရအောင်ဘုရားခင်ကဒီနေ့တင်တို့တူထီခြင်းနဲ့တင်တို့ရဲ့အနာရောဂါကိုတခင်ယေရှုခရစ်တော်ယူဆောင်တော်ကြောင့်တင်တို့ခံစားဖို့မဟုတ်တော့ဘူးတန်ချက်တော်အပြင်ကျမ်းမာပြီးဖြစ်ပါတယ်ဒါကြောင့်ခုချိန်မှာကျွန်တော်ဆုတောင်းရင်းနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်အနာရောဂါညစ်ခြင်းကိုကျွန်တော်ခံယူကြရအောင်ဟာလေလုယာဟာလေလုယာယေရှုရှင်ဂရုဏာရှင်ဖခင်ကြီးကိုရောကိုယေရှုတင်ပါ၏ဒီနေ့ကိုရောရှင်ဟာတာသမီးများရဲ့ချမ်းသာခြင်းတာသမီးများရဲ့အချက်ခဲပြဿနာကိုတည်မြဲတော်ဘုရားဖြစ်ပါ၏ဒီနေ့ကိုရောရှင်ဟာဒီနေ့လောကမှာအခါမှာကျွန်တော်စင်ရသားတွေကိုဝမ်းမြောက်စေဖို့ရန်နာရောသူများကိုကျမ်းမာစေဖို့ရန်ဒီနေ့ကိုရောရှင်ခန္ဓာစိတ်ဝိညာဉ်ကောင်းစားဖို့ကျမ်းမာဖို့ရန်ကိုရောရှင်ရဲ့အလိုတော်ဖြစ်ပါ၏ဒါကြောင့်ခုဒီနေ့ဤရှေ့မှာရတဲ့သားသမီးများကိုယေရှုနာနဲ့ကောင်းချီးပေးပါတယ်ဖာဒီနေ့ကိုရောရှင်သူတို့ရဲ့ခံစားနေတဲ့ယောဂဝေဒနာများဒီနေ့ကိုရောရှင်စိတ်ပိုင်းဆိုင်ရာခံစားတဲ့ယောဂဝေဒနာများကိုလည်းနာစက်တာတခင်ယေရှုနာနဲ့ရှင်တော်ရဲ့ပြေရှားပါ၏ဒီနေ့ကိုရောရှင်အဆုတ်တီဗီယောဂဒီနေ့တင်းကိုယေရှုနာနဲ့အမိပေးပါ၏ဒီနေ့သူတို့ရဲ့ကောင်းကနေ